ကိုတော်လိုင်းရေးဘက်ကလူတွေအနေနဲ့ကြတော့ခုနအခုပြောတဲ့တော်ပြီးမလုံးနိုင်တော့နားလိုက်တော့မယ်ဆိုတာမျိုးနားလို့မရဘူးပေါ့နော်တော်လန်စိတ်ရှိနေမယ်ဆိုရင်ကျွန်တော်ဘယ်တော့မှမောင်းမြင်စရာအကြောင်းရှိအောင်မြင်ပါအောင်နော်ဒါတွေကပြောင်းလဲသွားပြီပေါ့နော်သူတို့ရဲ့စိတ်ထဲမှာဒီစစ်တပ်ကိုလက်ခံလို့မရဘူးဆိုယုံကြည်မှုကပေါ့အားကောင်းလာတယ်ပေါ့အဲ့ဒီအားကောင်းလာတဲ့အပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီဆက်ပြီးတော့သွားဖို့လိုတယ်ပေါ့နော်ဒီ9နှစ်တာအတွင်းကိုဖြတ်တန်းခဲ့တယ်ပေါ့နော်ဖြတ်တန်းခဲ့တဲ့အတွင်းမှာဒီကာလာကြီးရဲ့အကောင့်ဆိုအတားကြအားနေချက်တွေကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်အခုအနေနဲ့ဘယ်လိုမြင်မလဲပေါ့ဟုတ်ကဲ့ဒီတော်လန်ရေးအကြောင်းပါနော်တော်လန်ရေးစပြီးတော့ဟိုဖြစ်တဲ့အချိန်မှာပေါ့နော်ပြည်သူတွေရဲ့ပေါ့နော်အရန်ကိုကြီးကြီးမားမားနဲ့ဒါပါဝင်ခဲ့ပါတော့တဖြည်းဖြည်းနဲ့ပေါ့နော်ဒီပြည်သူတွေအားကိုရွေးရအောင်ပေါ့နော်မျိုးစုံဒါစစ်တပ်ကလုပ်ခဲ့တာတွေအများကြီးပေါ့နော်ပြည်သူရှင်းသွေးခွဲတာတွေရှိတယ်ပြီးရင်ပြည်သူတွေထောက်ပို့လို့မရအောင်ပေါ့နော်ဗန်တွေပိတ်တာမျိုးပေါ့နော်နောက်ဆုံးထောက်ပို့နေတဲ့ပြည်သူတွေကိုဖမ်းဆီးတာမျိုးပေါ့နော်ဒါမျိုးစုံလုပ်ခဲ့ပေါ့နော်လုပ်ခဲ့တဲ့အချိန်မှာတဖြည်းဖြည်းနဲ့ဒါပြည်ပရဲ့ပေါ့နော်ပြည်ပရဲ့ထောက်ပို့မှုအားကိုပဲကျွန်တော်တို့တွေပြန်ပြီးတော့ယူရတာတွေလည်းရှိရပေါ့နော်ဒီလိုမျိုးဒီတက်ကတော့စက်တိုက်ပေါ့နော်သူလုပ်ဆရာရှိတဲ့အရာတွေကိုစက်တိုက်လုပ်တယ်လုပ်ပြီးတော့ပေါ့နော်ဒါပြောမှဆိုရင်ပြည်သူတွေအားလျော့တော့ပေါ့နော်စက်တိုက်တွေလုပ်တယ်အခုဆိုလည်းကျွန်တော်မီဒီယာတွေမှာဖြန့်တာလုပ်ပြီးသူတို့ရဲ့ပေါ့နော်6800စားတွေပေါ့နော်သူတို့တွေကစက်တိုက်ပေါ့နော်ဒီသွေးခွဲတာပေါ့နော်သွေးခွဲတာဒီတော်လန်ရေးကိုအားလျော့တော့အောင်အားနေတော့ပေါ့နော်ပြီးအချင်းချင်းပုတ်တိုက်မှုတွေများအောင်ပေါ့နော်ဖြစ်တဲ့ပြဿနာကကြီးကြီးမားမားကြီးတွေမဟုတ်ဘူးပေါ့နော်အချင်းချင်းဟိုစုံတွဲညှိနှိုင်းပြီးတော့ပြောလိုက်ရင်ပြီးသွားတဲ့ကိစ္စတွေဆိုပြီးမြဲလဲဂျားထဲမှာသူ့ဖန်ကိုဖန်ပေါ့နော်လိုမျိုးဖန်အနေနဲ့ဖြစ်လာပြီးတော့အရန်တွေပေါ့နော်တွန်းတင်လိုက်တဲ့အချိန်မှာကျွန်တော်တို့တွေကွဲတာတွေပေါ့နော်ပြတ်သွားတယ်ပေါ့ပြောချင်တာကကျွန်တော်တို့ဒီပေါ့နော်စပြီးတော့တော်လိုင်းစဖြစ်တဲ့ကာလာကနေစပြီးတော့နော်ဒီကာလာဂျားထဲမှာဆိုကျွန်တော်တို့လောကဒန်ရိုက်ချက်တွေပေါ့နော်မျိုးစုံခံရတယ်ပေါ့နော်ပြီးတော်လိုင်းရဲ့အနေအမြင့်တွေကျွန်တော်လှိုင်းလို့ပဲပြောရမှာနော်လှိုင်းနေရတယ်အများကြီးပေါ့နော်အောင်မြင်မှုတွေလည်းအများကြီးကျွန်တော်တို့ရခဲ့ကြရပါတော့တချို့ရှုံးနေမှုတွေလည်းကျွန်တော်တို့ကြုံခဲ့ကြရပါတော့ပြီးရင်ဆုံးရှုံးမှုတွေလည်းအများကြီးပေါ့နော်ကြုံခဲ့ရတယ်ဆုံးရှုံးမှုပြီးရင်ကျွန်တော်တို့ရတဲ့ဟာတွေလည်းပေါ့နော်အများကြီးရှိပါတယ်ပြန်လူစီကနေကျွန်တော်တို့လက်နက်တွေ KN တွေကစားရတယ်နောက်ဆုံးမျိုးတွေကစားပေါ့နော်သိမ်းနိုင်ခဲ့တယ်ပြီးရင်ပြန်လဲဆုံးတော့ဟာတွေလည်းအများကြီးပေါ့နော်ဒီကြားထဲမှာကတော့တော်တော်9နှစ်တန်ကာလာကတော့တော်တော်လေးကိုဟိုပေါ့နော်ပြင်းပြင်းထန်ထန်နဲ့ကျွန်တော်တို့ရွေလာလာကြတာပေါ့နော်ဒါပေမဲ့လည်းဟိုကျွန်တော်တို့အမြဲတမ်းပြောတဲ့စကားရှိရပေါ့နော်တော်လန်စိတ်ရှိနေမယ်ဆိုရင်ကျွန်တော်ဘယ်တော့မှမောင်းမြင်စရာအကြောင်းရှိအောင်မြင်ပါအောင်နော်တော်လန်စိတ်ကတော့လုံးဝရှိနေရမယ်ပေါ့နော်အဲ့ဒီမှာစိတ်လျှော့သွားလို့မရအောင်ကျွန်တော်တို့ပြောနေတယ်ဟိုနားမယ်ဆိုရင်နားလိုက်ခဏလောက်နားလိုက်ကိုယ့်ရဲ့စိတ်ကဟိုဘယ်လိုလဲအရင်ပြင်ပန်းနေပြီပေါ့နော်ဒီတော်လန်ရေးတဲ့မှာပေါ့ဟိုရှုပ်တယ်ပေါ့နော်ကျွန်တော် social media ကြီးကြည့်ပြီးဆိုရင်ဟိုဖတ်နေရတဲ့သတင်းတွေနဲ့ကိုရီးယားခေါင်းတွေကလေကုန်ကြတာလေကုန်ကြတာအရင်ပြင်ပန်းလာတယ်နော်စိတ်ပြင်ပန်းလာတယ်အချင်းချင်းတိုက်ခိုက်တာတွေကြည့်ပြီးတော့စိတ်ပြင်ပန်းလာတာထားရရှိတယ်ကိုမကျေနပ်တာတွေကိုရင်ဖွင့်လို့မရတဲ့အတွက်ကြောင့်မလို့စိတ်ပြင်ပန်းလာကြတယ်ရှိတယ်ပေါ့နော်သူဆိုရင်ပို့တစ်ခုတင်လိုက်တယ်ဒီပို့မှာအောက်မှာပေါ့နော်ဟိုအကြောင်းအရာမသိဘဲနဲ့ဝိုင်းပြီးတော့ဟိုဆဲကြတယ်ပေါ့နော်ကိုအားပေးထောက်ခံတဲ့သူကိုသူကနေပြီးတော့မှကိတ်ရတယ်ဆိုပြီးတော့အဲ့လိုမျိုးဆဲကြရှိအဲ့လိုမျိုးတွေကြုံလာတဲ့အချိန်မှာလူတွေကစိတ်တက်တွေအရန်ကျလာကြပြီးတော့ဒီဒေါ်လာကြီးကနေပြီးတော့မဟာတော်ပြီးငါတော့နားတော့မယ်ဆိုတယ်ပေါ့နော်အကြောင်းအရာတော်တော်များများဖြစ်လာကြတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာပေါ့နော်ဒီဒေါ်လာကြီးကကျွန်တော်တို့တွေကပြည်သူဒေါ်လာကြီးဖြစ်တယ်ပြည်သူကဥဆောင်ပြီးတော့တော်လှန်ခဲ့တဲ့ဒေါ်လာကြီးဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေလုံနေရဆိုရင်ကိုယ်လည်းပြည်သူပဲအကုန်လုံးလည်းပြည်သူပဲဒီဒေါ်လာကြီးလုံနေရသူတွေဒါကြောင့်မလို့ကျွန်တော်တို့ပြင်ပန်းနေရဆိုရင်ခဏလောက်နားလိုက်ပေါ့နော်ခဏလောက်နားလိုက်ရပိုင်းတော့နားပြီးသွားပြီဆိုရင်တော့ဒီဒေါ်လာရေးဆက်ပြီးတော့ဗောနော်ပေါဝင်ကြောက်ဖို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ဘာလို့လဲဆိုတော့ဒီဒေါ်လာရေး9နှစ်တာကာလမှာကျွန်တော်ကြုံခဲ့ကြတဲ့အရာတွေအများကြီးပေးဆက်ခဲ့ရတဲ့အများကြီးနောက်ဆုံးဗောနော်ကျွန်တော်တို့တည်ကြည်ခဲ့တယ်ဗောနော်ကြောက်ဆုံးသွားကြတဲ့ရဲဘော်တွေဗောနော်အားနာဖို့ကောင်းတယ်ဗောနော်ဒီကြောက်ဆုံးသွားကြတဲ့ရဲဘော်တွေအတွက်ကျွန်တော်တို့ကသူတို့ကြောက်ဆုံးသွားတယ်ကျွန်တော်တို့ဘယ်နှစပြန်လောက်ရမလဲဗောနော်တယောက်ကြောက်ဆုံးသွားရင်ကျွန်တော်10စားလောက်ပြန်လောက်ရမယ်ဗောနော်အယောက်20လောက်ကြောက်ဆုံးသွားကျွန်တော်အစ20ပို့ပြီးတော့ဗောနော်အစ20 200ဒီထက်ပို့ပြီးတော့ဗောနော်လုံးတင်တယ်ဗောနော်ဘာလို့ဆိုတော့ဒီကြောက်ဆုံးသွားတဲ့ရဲဘော်တွေကကျောင်းမေးသက်ပေါ့နော်ပျော်လို့ကြာဆုံးခဲ့တာမဟုတ်ဘူးပေါ့နော်ဒါကိုလည်းကျွန်တော်သိဖို့လိုတယ်ပေါ့နော်သူတို့ပေးဆက်ခဲ့ရတယ်သူတို့ပေးဆက်တဲ့ဟာကြီးကအလဟတ်သက်ကြီးပေါ့နော်ဖြစ်သွားလို့မရအောင်ဒါကြောင့်မို့ကျွန်တော်တို့တွေကဒီ9နှစ်ကြီးမှာဘယ်လောက်ပဲကြုံတွေ့ရအခုလက်ရှိကာလမှာဘယ်လောက်ပဲအခက်အခဲတွေကြုံတွေ့ပေါ့နော်ကျွန်တော်ရှေ့ဆက်သွားဖို့လိုတယ်တော်လန်စိတ်ရှိနေတဲ့ဆိုရင်တော်လန်စိတ်ရှိနေမယ်လုံးဝဒီတော်လန်နေမယ်ဆိုရင်တော့ကျွန်တော်ဒီတော်လန်ကြီးကမောင်းစရာအကြောင်းမရှိအောင်မြင်မယ်ပေါ့နော်အဲ့ဒါမဟုတ်ဘဲနဲ့စိတ်သက်သာပြီးတော်ပါပြီကွာလို့ပြောတယ်အဲ့တော်ပါပြီကွာတွေများလာပြီဆိုရင်တော့တေချာတကွာကျွန်တော်တို့တော်လန်ကြီးကနော်ရေစုံမြုပ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့ကျွန်တော်အားလုံးကအမြဲတမ်းတော်လန်သိရှိရမယ်ပြင်ပန်းနေပြီဆိုနားပါပြီးရင်တော့ကျွန်တော်ဆက်ပြီးတော့တော်လန်ကြမယ်ပေါ့နော်ဒီဟာလေးကိုလည်းပြောချင်ပါရအောင်ဟုတ်ကဲ့ပါအခုအနေနဲ့ရောဒီ9နှစ်တာအတွင်းရဲ့အဆိုးကောင်းဒီအသာကြအားနေချက်တွေလို့ပြောရင်ဘယ်လိုမြင်မလဲရောကျွန်တော်တို့ဒီအာနာသိမ့်ပြီးရောပေါ့နော်ဒီကျွန်တော်တို့ဒီတော်လန်မယ်ဆိုပြီးရောပေါ့နော်တက်တွေစုဖွဲ့ကြရပေါ့နော်အဲ့ဒီချိန်မှာ
ပေါ့နော်ဒီအားနဲ့ချက်ကတော့ဒီတက်တွေပေါ့နော်စစ်တက်တစ်ခုဖြစ်အောင်လို့အဲ့လိုမျိုးအစောတလင်ပေါ့နော်မြင်မြင်မဖွဲ့စည်းနိုင်ဘူးအဲ့လိုဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးနည်းနည်းအားနဲ့ချက်ရှိရပြီးတော့ပေါ့နော်ဒီတက်တွေကိုလည်းပေါ့နော်တက်တွေဖွဲ့စည်းပြီးသွားရင်လည်းတနေရာနဲ့တနေရာမပြောင်းရွှေ့နိုင်ဘူးဆိုလို့ရှိရင်လည်းဒီအာဏာရှင်ပေါ့နော်နှစ်ပေါင်းများစွာပေါ့နော်အမြင့်တွေ့လာတဲ့ဒီမြောက်နိုင်စစ်တပ်ကိုပေါ့နော်ဒီခုခံတော်လှန်မှုဆိုတာလည်းပေါ့နော်အဲ့ဒါလည်းမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးလေးရှိရဲဒါပေမဲ့ဒီကျွန်တော်တို့လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်အတွင်းမှာပေါ့နော်ဒါတွေအခုဆိုတဖြည်းဖြည်းတိလာပြီးပြောင်းလဲလာပြီပေါ့နော်အရင်ကဆိုလို့ရှိရင်လည်းရှိရပေါ့နော်ဒီကျေးလက်ဒေတာပေါ့တောသူတောင်သားတွေစီမှာပေါ့နော်သူရဲ့စိတ်မှာအဲစစ်သားကြီးဖြစ်ခြင်းနဲ့စစ်ဗိုလ်ကြီးဖြစ်ခြင်းနဲ့ဆိုပေါ့နော်အဲ့လိုမျိုးရှိခဲ့တယ်ဒါပေမဲ့အခုဆိုလို့ရှိရင်ဒါတွေကပြောင်းလဲသွားပြီပေါ့နော်သူတို့ရဲ့စိတ်ထဲမှာဒီစစ်တပ်ကိုလက်ခံလို့မရဘူးဆိုယုံကြည်မှုကပေါ့အားကောင်းလာရပေါ့အဲ့ဒီအားကောင်းလာတဲ့အပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီဆက်ပြီးတော့သွားဖို့လိုရပေါ့နော်အဲဒီအားကောင်းလာတယ်ဆိုပြီးတော့လည်းကျွန်တော်တို့ဒီရော့တရော်ရဲ့လုံးလို့မရဘူးပေါ့နော်အဲ့ဒါတွေကအလကားဖြစ်သွားလိမ့်မယ်ပေါ့နော်အဲဒီပုံမှာပဲမူတည်ပြီးတော့စီစီလုံးလုံးနဲ့ကျွန်တော်တို့အရှိကိုဆက်ပြီးတော့သွားရမယ်ပေါ့နော်ဆက်ပြီးတော့အာနာရှင်တော်လှန်ရမယ်ပေါ့နော်ဟုတ်ကဲ့ပါဒါအခုပြောတဲ့ဟာထဲမှာဆိုလို့ရှိရင်လေဒီကလေးလေးဆိုလင်းမြင်ဒါကိုယ်တိုင်းမှာညီမငငယ်ရရွာမှာကြီးခဲ့ပေါ့နော်ကိုကရန်ကုန်ကနေပြောင်းလာတော့လင်းရကိုကတိတ်မထူးဆန်းဘူးဒါပေမဲ့ရွာမှာလင်းလာပြီဆိုလို့ရှိရင်ကိုယ်တငယ်ချင်းတွေတကြောင်လုံးမှာရှိတဲ့ကလေးတွေအကုန်လုံးကအပြင်ထွက်ပြီးတော့လင်းဆိုတက်တာတွေပြားကြကြသူတို့စိတ်ထဲမှာရှိတဲ့အတိုင်းလှုပ်ဆောင်ခဲ့ကြရပေါ့နော်ဒါကတကယ်ရွာမှာရှိတဲ့ကလေးတွေအခုထိရှိနေတော့ဒါပေမဲ့အခုအချိန်မှာလင်းလာပြီဆိုချက်ဖိတ်လာပြီဟိုတလောဆိုဗီဒီယိုလေးတက်လာတယ်မောင်လေးလာကျင်းနေဝင်ရအောင်ဆိုတာမျိုးသူ့မောင်လေးကိုကလေးမလေးငငယ်လေး2နှစ်3နှစ်အရွယ်ပဲရှိဦးမယ်ခေါ်သားတဲ့ဟာမျိုးပေါ့နော်ကလေးကလင်းလာရင်ဒါသူတို့အနေပေးမဲ့ဟာဆိုတဲ့ဟာမျိုးထိစိတ်တွေဝင်လာတယ်စိတ်ယူနီဖောင်းမြင်တာနဲ့ဒီယူနီဖောင်းမြင်တာနဲ့ဒီလူတွေကမကောင်းဆိုးရတယ်လို့ကိုမြင်နေတဲ့ဒေတာတွေရှိတယ်ဒီလူတွေကတိုင်းပြည်ကိုဒီလိုလုပ်တဲ့လူတွေဒီလူတွေကငါတို့ရွာကိုဘယ်လိုလုပ်တဲ့လူတွေဒီလူတွေကမိစ္ဆာစိတ်ဝင်နေတဲ့လူတွေဘယ်လိုလုပ်သွားတဲ့လူတွေဆိုတော့အတွေးမျိုးတွေကဒီအညာဘက်တစ်ခွင်မှာဆိုပိုဆိုးတယ်ပေါ့နော်တော်တော်ဆူဆူရွသူတို့ရဲ့စိတ်ထဲမှာကြီးစိုးနေပြီပေါ့နော်ဒါကိုဖျက်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်အခုခေတ်ကအရင်လှုပ်ချင်တိုင်းလှုပ်လို့ရတယ်88တို့ဒါ62တို့ဒီလိုဟာမျိုးတွေနဲ့မတူနေဘူးပေါ့နော်မှတ်တမ်းတွေအကုန်လုံးရှိပြီးသားဖြစ်တယ်ပေါ့နော်မှတ်တမ်းတွေအကုန်လုံးရှိပြီးသားဖြစ်တဲ့အခါဘယ်ချိန်ကြည့်တွေးအေးသွားဖို့ဆိုတာတော့အရင်မဖြစ်နိုင်ဘူးဒါပေမဲ့ဒီပုံမှာပဲပြည်သူလူထုလည်းပါဝင်နေတော့ညီမတို့ဘယ်လိုအကျိုးမြတ်ယူလို့ရမလဲပေါ့နော်ဘယ်လိုမျိုးပြည်သူနဲ့ပေါင်းပြီးလုပ်လို့ရမလဲပေါ့နော်ဘယ်ဟာကိုလုပ်လို့ပြည်သူကအခြေခံနေဆိုတော့ကိစ္စရှိနေတဲ့အတွက်ပြည်သူပါဝင်မှသာညီမတို့ဒီတော်လိုင်းကြီးကလည်းအောင်မြင်မှာဖြစ်တဲ့အတွက်ဒါတွေပုံမှာအခြေခံပြီးလှုပ်ဆောင်မှုလိုအပ်တဲ့အပိုင်းတွေကိုလည်းတွေ့ရတယ်အခုပြောတဲ့အထဲမှာဆိုလို့ရှိရင်လည်းအများကြီးတွေ့ရတာရှိရပေါ့နော်ဆက်ပြီးတော့ညီမတို့သွားမယ်ဆိုလို့ရှိရင်မင်းအွန်လိုင်းတက်ပေါ့နော်ဒီစစ်တပ်အနေနဲ့အများကြီးပြင်ဆင်ပြောင်းလဲလာတယ်ပေါ့နော်အခုပြောတဲ့အထဲမှာဆိုလည်းပါတယ်ညီမတို့ကအစအနေစားခဲ့ရတယ်ကိုယ့်ရဲ့စိတ်တစ်ခုတည်းနဲ့စားခဲ့ကြရတယ်ဂျားထဲမှာကျွေလွင့်ထားတဲ့ရဲဘော်တွေရှိတယ်ဘာနေစိတ်နဲ့တူမီနဲ့စားခဲ့တဲ့တော်လှန်ရေးဖြစ်တယ်ပေါ့နော်ဒီ9နှစ်အတွင်းမှာအများကြီးပြောင်းလဲလာတယ်လှုပ်ဆောင်လာနိုင်တယ်အခုဆိုတပ်ပေါင်းစုတွေဖွဲ့ဖို့လုပ်နေရတယ်လည်းရှိနေတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကြပြန်တော့လေဒီစစ်တပ်က260ကျော်290ကျော်280ပေါ့နော်စပြီးလွတ်လပ်ရေးရကြတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီတည်းကသူတို့ကတရွရွနဲ့ပြောင်းလဲလာတယ်ဖွဲ့စည်းလာတယ်သူတို့ရဲ့အားသာချက်အားနည်းချက်တွေကိုသူတို့အများကြီးပြင်ဆင်မွမ်းမံလာတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ရှိတော့သူတို့ကဘာမှလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေသူတို့မှရှိတဲ့လူနဲ့သူတို့ဟာနေ့စဉ်ဘာလုပ်ရမလဲဆိုတာမျိုးသူတို့ကစနစ်တကျလေပတ်နေတယ်လို့ပြောလို့ရတယ်သူတို့မထွက်တဲ့ CDM မလုပ်လာတဲ့စစ်သားရှိတယ်သူတို့ကပုံမှန်အများတန်းတဖြည်းဖြည်းနဲ့လေပတ်နေတယ်သူတို့လှုပ်ဆောင်စရာရှိရလှုပ်ဆောင်နေတယ်ပေါ့နော်ဒီကိုတော်လိုင်းရေးဘက်ကလူတွေအနေနဲ့ကြတော့ခုနအခုပြောတဲ့တော်ပြီးမလုံးနိုင်တော့နားလိုက်တော့မယ်ဆိုတာမျိုးနားလို့မရဘူးပေါ့နော်နားလို့မရဘူးဆိုတာပင်ပန်းနေတော့နားဒါပေမဲ့လုံးဝရက်လို့မရပါဘောရက်လိုက်ပြီဆိုတာနဲ့သူတို့ကကိုယ့်ထက်ကိုအရှိကို2ဆ3ဆဒီလိုမျိုးပြေးသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဆိုတော့တော်လိုင်းတက်တွေအနေနဲ့ရောစစ်တပ်ကသူ့ဟာသူပြင်ဆင်နေတယ်သူသွေးခွဲစရာရှိရင်သွေးခွဲမယ်သူလှုပ်စရာရှိရင်လှုပ်မယ်သူတင်းစရာရှိရင်တင်းမယ်သူ့မှာအင်အားမရှိဘူးဆိုအခုပြည်သူ့စစ်မှုထမ်းဥပဒေပြတယ်လို့မျိုးသူကဥပဒေတွေပြပြီးတော့သူကဆွဲယူလိုက်မယ်ပြီးရင်ပိုးရုပ်တွေလိုပဲတာထိုးကျွေးလိုက်တယ်နင်တို့အသေးခံလိုက်ကြဆိုတဲ့ပုံစံမျိုးသူ့လူတွေကိုတာထားပြီးတော့သူတို့လှုပ်ဆောင်ပြီးတော့ तू လှုပ်ဆက်ရှိတဲ့ဟာကိုတဖြည်းဖြည်းလှုပ်နေတဲ့အခါ तू ကဘာမှမလုပ်ဘူးဆိုတော့ तू မှာအရွေးတစ်ခုရှိနေပေါ့နော်ဆိုတော့တော်လိုင်းတက်တွေအနေနဲ့ကြတော့ဒါတွေကိုဘယ်လိုပြင်ဆင်မလဲပေါ့နော်ဘယ်လိုပြောင်းလဲမလဲစစ်တပ်ရဲ့
လှုပ်ဆောင်လာတဲ့အပိုင်းတွေကိုအခု9နှစ်အတွင်းမှာအများကြီးသိရယ်သူဘယ်လိုတွေးခွဲတယ်သူဘယ်လိုလုပ်လေးရှိတယ်သူဘယ်လိုလုပ်နိုင်ခြေရှိတယ်ဆိုတာကိုလည်းအများကြီးသင်ခန်းစာရလိမ့်မယ်လို့ထင်နေပေါ့နော်ဆိုတော့ဘာတွေပြောင်းလဲမလဲဘာတွေပြင်ဆင်မလဲပေါ့အခုဘုံတကားကိစ္စတို့လိုမျိုးပဲပြောမလားပေါ့နော်ဒီလိုမျိုးလုပ်တဲ့အခါသူတို့ကတတလေးပဲ line ပေါ်မှာဘယ်လိုပြောမလဲဘာလာမိုင်းဖြန့်သွားရပေါ့နော်နောက်ကမှသူကသူဘယ်လိုလုပ်လို့ဥဖြိုးမင်းသိန်းတို့ကိစ္စလိုမျိုးပဲသူတို့ဖမ်းနေပြတယ်ပြီးတော့မှသူကသူနောက်ကမှတက်ရှင်လေးတက်မယ်ထောင်ချရင်လေးထောင်ချမယ်ဒါမှမဟုတ်အကျိုးတူလို့တီတာယူမလို့လိုမျိုးပူဖောင်းပြီးတော့ဒါဘုံကမင်းပြပြန်လုပ်ပေးဆိုတဲ့ပုံစံမျိုးပုံစံမျိုးလေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်သူကတော့သူသုံးနေကြအကွက်တွေတိုင်းအသုံးမလို့တော့ဒီလူသူကတော့စွန့်ပစ်တဲ့ပုံစံမျိုးနဲ့လုံမှာပေါ့နော်ဒီလိုဟာမျိုးရှိတဲ့အခါမျိုးမှာတော်လိုင်းတက်တွေအနေနဲ့စစ်တပ်ကိုဘယ်လိုသတိထားမလဲဘယ်လိုပြင်ဆင်ကြရတယ်ပြောင်းလဲကြရတယ်ရှေ့အောင်မယ်လို့အခုမြင်နေပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်စတီမာကဘယ်လိုဖြစ်နေလဲဆိုတော့နော်တော်လိုင်းတက်ဖွဲ့တွေမှာဒါအကြောင်းမျိုးနဲ့ပေါ့နော်ကျွန်တော်တို့တွေဒါတိဆောက်လာကြတယ်ပြီးရင်ကိုယ်တိုင်လည်းဒီတော်လိုင်းတွေမှာပါဝင်နေချိန်မှာကိုရက်ကွက်ကိုရောကာဝေးနေမှာ PDF တွေဖြစ်လာကြလူငယ် PDF တွေပေါ့နော်ဖြစ်လာကြတာရှိတယ်အဲ့ဒီမှာလည်းစိတ်ချယုံကြည်ရတယ်ပေါ့နော်ခေါင်းဆောင်တွေနောက်ကိုဒါကျွန်တော်လူငယ်တွေကလိုက်ကြရပါတော့ဒီစစ်ပညာရေးသင်ကြားတယ်ပြီးကြတော့ PDF စစ်သားလေးတွေဖြစ်လာကြတာနော် PDF လေးတွေဖြစ်လာကြတာဖြစ်လာပြီးရဲ့နောက်ပိုင်းမှာခေါင်းဆောင်တွေပေါ်မှာအများကြီးမူတည်သွားတယ်ပေါ့နော်ဒီခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းအများကြီးမူတည်ပါတယ်ပေါ့နော်တကယ်တမ်းဆိုရင်ကျွန်တော်အားလုံးကဒါစူးစီးရမယ့်အချိန်မှာစူးစီးရမယ့်အချိန်ဖြစ်ပေမဲ့လည်းတော်တော်များများအခုချိန်ကြီးဒါမစူးစီးနိုင်ကြသေးဘူးပေါ့နော်ဒါပေမဲ့လည်းဒီနည်းနည်းပေါ့နော်ခေါင်းဆောင်လုပ်တဲ့သူတွေအားလုံးစူးစီးရကနာSRA လို့ပေါ့နော်အဖွဲ့အစည်းတွေဒါဖွဲ့လာကြတာရှိရပေါ့နော်မဟာမိတ်တပေါင်းစုတွေပေါ့နော်ကျွန်တော်ထင်တယ်ဒီလိုမျိုးမဟာမိတ်တပေါင်းစုတွေရဲ့ခြေလှမ်းအစပေါ့နော်ခြေလှမ်းအစကဒါဘယ်လိုဖြစ်လာမလဲဆိုတော့ဒီတစုတစည်းရဲ့အောက်မှာတဖြည်းဖြည်း COC တခုရဲ့အောက်မှာပေါ့နော်တွားနိုင်လာလိမ့်မယ်လို့တော့မျှော်လင့်မိရပေါ့နော်မျှော်လင့်မိရဘာလို့လဲဆိုတော့စစ်တပ်မှာကသူကဒီအကြီးဆုံးတယောက်ပဲရှိရအောင်နော်အကြီးဆုံးတယောက်ပဲရှိတာတချို့ရှိမယ်ပေါ့နော်ကျန်တဲ့ဟာတဖြည်းဖြည်းနဲ့စီးစက်မယ်ပေါ့နော်ပြီးအမိန့်ဟာတခုပဲရှိတယ်မင်း online ဒါလို့ဆိုရင်အကုန်လုံးလောက်ရတာနော်ကာချုပ်ကနေပြီးတော့အဲ့ကိုသွားတိုက်လိုက်ဆိုရင်သူတို့မတိုက်ချင်လည်းသွားရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့စီမှာကြတော့တကယ်တမ်းပေါ့နော်ဒီတစ်ဖွဲ့ကိုလာတိုက်ခံရပြီဆိုရင်တော့မှစစ်ကူပေးဖို့အတွက်ကိုဘေးကမဟာမိတ်ပေါ့နော်ဘေးနဲ့တက်တွေကိုအကူအညီတောင်းလို့မရဘူးဘာလို့လဲဆိုတော့တယောက်နဲ့တယောက်နဲ့ကဒီအချင်းစိတ်ဆက်မှုပေါ့နော်အားနေတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေရှိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့တွေဒါ COC တခုရဲ့အောက်ကိုပေါ့နော်အနည်းဆက်ဆုံးကျွန်တော်တို့သွားဖို့ပေါ့နော်အရန်ကိုလိုအပ်ပါတယ်အခုချိန်မှာပေါ့နော်သွားဖို့လိုအပ်တယ်အဲ့လိုမျိုးပြောတဲ့ချိန်မှာပေါ့နော်ဒီအစိုးရရဲ့အောက်မှာပဲငါတို့သွားမှာလားဆိုတော့မဟုတ်ပါဘူးခုနကလိုပေါ့နော်မဟာမိတ်တပေါင်းစုတွေရဲ့အောက်မှာတဖြည်းဖြည်းနဲ့ဝင်ရမယ်ပေါ့နော်ဒီမဟာမိတ်တပေါင်းစုတွေကနေတစ်ဆင့်ပေါ့နော်ကျွန်တော်တို့စူးစီးရဲပေါ့နော်နောက်ဆုံးမှာတမရိုကြီးတစ်ခုပေါ့နော်ဖြစ်ဖို့အရန်ကိုအရေးကြီးပါတယ်ပေါ့ဒါကိုလည်းဒါမြေပြင်မှာရှိနေတဲ့တက်မှုတွေကသိကြတယ်တီးလို့လည်းအခုလိုပေါ့နော်မဟာမိတ်တစ်ဖွဲ့မဟာမိတ်တစ်ဖွဲ့တည်းတဖြည်းဖြည်းစုလာကြတယ်ဒီလိုပဲပေါ့နော်မြောက်ပိုင်းမဟာမိတ်တွေလိုပဲ3-4ပွဲလောက်ပေါ့နော်စုထားတဲ့ဖွဲ့တွေလည်းရှိတယ်ဒီလိုမျိုးပေါ့နော်ဒီ social media တွေမှာဒါမပြန့်တာပေါ့နော်မြေပြင်မှာသူတို့စုဖွဲ့နေကြတဲ့ဖွဲ့တွေလည်းရှိတယ်ဒီစုဖွဲ့တွေကလည်းတဖြည်းဖြည်းနဲ့ပေါ့နော်စက်တိုက်ပေါ့နော်တဖြည်းဖြည်းစုဖွဲ့သွားဖို့ပေါ့နော်စုစည်းသွားဖို့ပေါ့နော်အရန်ကိုလိုအပ်တယ်မျှော်လင့်နေတယ်ပေါ့နော်ဒီလိုမျိုးလေးဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်ရပေါ့နော်ဒါပေမဲ့အခုချိန်မှာတော့ခေါင်းဆောင်တွေကတော်တော်လေးကိုဒါခေါင်းခဲပြီးတော့ပေါ့နော်တိစောက်နေကြတာရှိတယ်ကျွန်တော်ရှိရပြောလို့ပေါ့နော်ကျွန်တော်တို့ရဲ့တော်လန်ရေးကလည်းခုနတက်မရီတစ်ခုဖြစ်ဖို့အတွက်ကိုပေါ့နော်လိုအပ်တယ်စစ်တပ်ကိုစစ်တပ်နဲ့တိုင်းမှာနိုင်မယ်ဆိုတော့ကျွန်တော်တို့အရင်ကပြောကြတဲ့စကားရှိတယ်ပေါ့နော်ဟိုကဘာလဲဆိုတော့အမိန့်နာခံမှုအားကောင်းတယ်ဒါကျွန်တော်တို့တွေဘယ်လိုမှညင်းလို့မရတဲ့အခြေအနေပေါ့နော်စစ်တပ်အနေနဲ့အမိန့်နာခံမှုအားကောင်းတယ်ဟိုသွားဆိုသွားမှာပဲပြစ်လိုက်ဆိုပြစ်မှာပဲအသေးခံတက်ဆိုလည်းတက်မှာပဲပေါ့နော်ဒီလိုမျိုးအခြေအနေရှိတယ်ကျွန်တော်တို့စီမှာလည်းဒီလိုမျိုးအခြေအနေဖြစ်အောင်လို့ဘာလဲဆိုတော့ COC ကိုတော့တိစောက်ဖို့လိုအပ်ပါတယ်ဒီ COC ကိုတိစောက်တဲ့နေရာမှာလည်းမိတ်စည်းစည်းမှုကတစ်ခုပဲရှိရမယ်ပေါ့နော်တစ်ခုပဲရှိရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအဖွဲ့တွေအကုန်လုံးကပြန့်ကျဲနေမယ်ဆိုရင်တော့တေးကြရဲကျွန်တော်တို့ဒီတော်လိုင်းရအောင်ကျွန်တော်ထင်ထားတာပို့ပြီးတော့ကြာလိမ့်မယ်ပေါ့နော်ဒါကြောင့်လည်းမြေမှာရှိနေတဲ့အဖွဲ့တွေတော်တော်များများကဒီရောက်ကိုတည်တယ်ပေါ့နော်9နှစ်တာကျွန်တော်တို့ဂျုံခဲ့ပြီးပြီပေါ့နော်ဒီ9နှစ်တာဂျုံခဲ့ပြီးတချို့စကန်တွေဆိုရင်စီးကန်လာရှိရမျိုးတွေဆိုလည်းကျွန်တော်ပြန်လက်လွတ်လိုက်ရတာရှိရပေါ့နော်ဒါကြောင့်မလို့အခုချိန်မှာတော့သူပြန်ပြီးတော့စူးစီးနေကြတာရှိတယ်မဟာမိတ်တွေဖွဲ့နေကြတာရှိတယ်အဲ့ဒါတဖြည်းဖြည်းနဲ့တော့မဟာမိတ်ကနေပြီးတော့မှကျွန်တော်တပေါင်းစုပေါ့နော်တပေါင်းစုကနေပြီးတော့မှနောက်ဆုံးတက်တယ်ပေါ့နော်တက်မတော်တယ်ပေါ့ဒီလိုမျိုးပြောင်းလဲတော့လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ရပါတော့အဲ့ချိန်မှာလည်းတကယ်ခေါင်းဆောင်ကောင်းတွေလည်းအများကြီးလိုအပ်ပါတယ်လူငယ်တွေပေါ့နော်အဒီကခေါင်းဆောင်ကောင်းလူငယ်တွေပေါ်မှာအများကြီးလိုအပ်တယ်ပေါ့နော်ဒီလိုမျိုးလည်းဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်အဲ့လိုမျိုးတိစောက်ဖို့လိုအပ်တယ်ပေါ့နော်ဒါလေးကိုတော့ကျွန်တော်အနေနဲ့ပြောချင်ပါတော့ဟုတ်ကဲ့ပါကိုကိုအနေနဲ့ရောဗာမြန်ဖြည့်ဆွတ်ခြင်းလေးပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီဘုံကားကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကကြတော့အရင်တည်းက
ဒီတော်လိုင်းရေးလှုပ်ချင်တာမဟုတ်ဘဲနဲ့ပေါ့နော်ဒီစစ်တပ်ကနေပြီးတော့အတူရောင်ဒီထည့်ထားတဲ့တရှိုတယောက်ပဲပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆို तू ကတရှိုလို့ကိုတရှိုလောက်သွားတယ်ပေါ့နော်အဲ့လိုဆိုတဲ့အနေမှာအဲ့ဒီလိုပေါ့နော်ဒီလိုလူမှမသိဘဲနဲ့သူ့ကိုနေရာပေးမိတာအားနည်းချက်ဖြစ်သွားတယ်ပေါ့နော်အဲ့ဆိုနောက်အဲ့လိုမဖြစ်အောင်သတိထားဖို့လိုတယ်ပေါ့နော်အဲ့ဒီအချက်တွေရှိရပေါ့နော်ဒီခုနောက်ပိုင်းဆိုလို့ရှိရင်လည်းအဲ့လိုပေါ့ဒီတော်လိုင်းရေးတပ်ဖွဲ့တွေအနေနဲ့ကလည်းပေါ့နော်ဒီတက်ပေါင်းစုတွေပေါ့နော်ခုနအရှိမပြောသလိုပဲအဲ့လိုဖွဲ့လာကြတာရှိရပေါ့နော်အဲ့ဒီပုံမှာဆိုတော့နည်းအားကောင်းလာတဲ့အနေအထားမှာရှိရအရှိမှာပေါ့နော်စစ်တပ်ဘက်ကလည်းဆိုလို့ရှိရင်လည်းခုနောက်ပိုင်းဆိုရင်ပေါ့ဒီတရုတ်ရဲ့အကူအညီနဲ့ပေါ့နော်သူကဒီတက်ခတ်ရေးပိုင်းနေမှာပေါ့နော်ဒီနီးပညာပိုင်း update မြင်လာတယ်အဲ့လိုမျိုးရှိလာတယ်ပေါ့နော်ဒါသူ့ဘက်ကလည်းနည်းနည်းအားတာနေတဲ့အခြေအနေရှိရဆိုတော့ညင်းလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီတော်လိုင်းရေးတပ်ဖွဲ့အနေနဲ့ကလည်းနည်းနည်းချိန်ဒီကြာလာတဲ့နှစ်ဟိုလွန်ခဲ့တဲ့ဒီ9နှစ်ကျော်ကာလအတွင်းမှာလည်းပေါ့နော်ဒီပေါ့နော်ဒီလုံးဆောင်နိုင်စွမ်းတွေပေါ့နည်းနည်းရှိလာတယ်ပေါ့နော်လုံးနိုင်တာတွေရှိလာတယ်ပေါ့နော်ကျွန်တော်ခုနပြောသလိုပဲပေါ့နော်ဒီကျွန်တော်တို့ရဲ့ဒီအဖွဲ့အစည်းတွေမှာပေါ့နော်ခေါင်းဆောင်ပိုင်းတွေကအားကောင်းမှုလည်းလိုတယ်ပေါ့နော်ဒီအဖွဲ့အစည်းတွေအားကောင်းမှုလည်းလိုတယ်ဒီပြည်သူကယုံကြည်ထားတဲ့ပေါ့နော်တချို့အဖွဲ့အစည်းတွေအနေနဲ့ဖွဲ့စည်းတရဲ့အနေနဲ့ပေါ့နော်ဒီခြားစားတာတွေပေါ့နော်မလုပ်သင့်တော့ဘူးအဲ့ဒါတွေလက်မခံသင့်တော့ဘူးအပြစ်ရှိရင်ပေါ့နော်အပြစ်ရှိသလိုထိထိရောက်အရေးယူဖို့လည်းလိုအပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအခုပြောသွားတဲ့နေရာမှာရောအခုပြောသွားတဲ့နေရာမှာရောညီမနားလေလိုက်တဲ့ဟာပေါ့နော်မှတ်သားမိတဲ့ဟာလေးပေါ့အဓိကတော့ခြားစားတဲ့ကိစ္စနဲ့ပြန်ဆက်လိုက်မယ်ပေါ့နော်ခြားစားတဲ့ကိစ္စအခုလက်ရှိညီမတို့နိုင်ငံမှာဖြစ်မြဲဖြစ်နေသေးပေါ့နော်ဒါကြီးကဒလေးတုံးတန်တစ်ခုကြီးလို့ဖြစ်နေထွေအုပ်သွားမလားဘယ်သွားမလားပတ်စံထိုးလိုက်ရင်ရပါတယ်ကွာဆိုပြီးတော့ဝန်ထမ်းတွေကိုကိုတိုင်းလည်းဖြည့်ဆည်းမိတဲ့ဟာတွေရှိတယ်လို့ဝန်ထမ်းတွေကိုတိုင်းကလည်းဒီကိုနိုင်ငံရဲ့အစိုးရပေးတဲ့လစာနဲ့ဒါတွေပေါ်မှာမလောက်ငှတဲ့အခါမျိုးမှာဒါတွေကပူပြီးဖြစ်လာတာတွေရှိတယ်နောက်ပြီးတော့ဒီတော်လိုင်းရေးထဲမှာဆိုလို့ရှိရင်လည်းဒါမျိုးတွေမဖြစ်သင့်ဘူးပေါ့နော်ဒီအစိုးရတရက်ဒီအာဏာရှင်ဒီလူတစုကိုတိုက်ခိုက်တယ်ဒါမျိုးကိုမကြိုက်လို့ညီမတို့ကတော်လန်လာပြီးတော့အခါမှာတော်လန်မယ်ဆိုလည်းအကုန်လုံးပေါ့နော်အစားဆုံးတော်လန်မကောင်းတဲ့ဇိတ်တွေအကုန်လုံးတော်လန်မှာညီမတို့နိုင်ငံကလည်းပြောင်းလဲလာမယ်တိုးတက်လာမယ်အနေအထားတွေဖြစ်လာမယ်လို့မြင်နေပေါ့နော်ပြီးတော့အခုပြောသွားတဲ့နေရာမှာဆိုညီမတို့ဒီတော်လန်ရေးရဲ့အစပထမဦးတည်ချက်ကညီမတို့က Federal Democracy ပြည်ထောင်စုတည်ဆောက်မယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်အခုလက်ရှိအချိန်မှာအဖွဲ့တွေအများကြီး꿰တယ်ပြန်ပြီးတော့စူးစီးဖို့အတွက်ကိုနည်းနည်းပြောရမယ်ဆိုတော့ဟိုဆယ်လီဟိုဟာတွေအရန်ဖြစ်လွန်အားကြီးတယ်ပေါ့နော်ဒီပေါ်မှာလဲစစ်ကောင်စီအနေနဲ့ပြန်ပြီးတော့သူကတက်ရွှေသွေးခွဲတဲ့ဟာတွေမှာအရန်လှုပ်လို့ကောင်းတယ်ပေါ့နော်အခုဒီဖြစ်သွားတဲ့ဒီဘုံငကားကိစ္စမှာဆိုလဲတချို့တွေဆိုမယုံကြဘူးဘုံငကားဘက်ကအရန်ပါပြီးတော့ကာတဲ့ကိစ္စမျိုးတွေဖြစ်တာရှိတယ်လို့ဒီဘက်ကြံရှိနေသေးတယ်တော်လိုင်းတပ်ဖွဲ့တွေမှာဆိုလို့ရှိရင်လဲဘယ်သူကတော့ဟာဖြစ်လို့ဆိုပြီးအရန်ဆယ်လီဒီလူတယောက်ကိုဒီ line ပေါ်မှာဒီဟာတွေပေါ်မှာတာယာပျော်မွေ့သွားအောင်လောက်တာမျိုးတွေအားပေးတာမျိုးတွေပြဿနာတစ်ခုဖြစ်ပြီးဆိုပြီးတော့အောက်ကနေအောက်ဆီဂျင်ထည့်ပေးတဲ့ပုံစံမျိုးတွေပေါ့နော်စစ်ကောင်စီဘက်ကလည်းသူတို့အကောင့်အနေနဲ့တက်ရှိုသွေးခွဲဖို့ငကိုတွေကထည့်ထားတဲ့ဟာတွေရှိတဲ့အခါမျိုးမှာပြဿနာတစ်ခုဖြစ်လာတာနဲ့ဒါမျိုးတွေကမီလာလေးပင်ဖြစ်ပြီးတော့အချင်းချင်းစုစည်းဖို့အများကြီးခက်တယ်ပေါ့နော်ဆိုတော့ညီမတို့စခဲ့တဲ့ရီမန်းချက်တွေကိုပြန်ကြည့်ပြီးတော့ညီမတို့ကဆွဆွစီစီနဲ့လုံနိုင်မှာဒီတော်လန်ကြီးကလည်းအမြင့်ဆုံးပြီးမယ်ဆိုတာမျိုးသိလိုက်ရတယ်အခုပြောတဲ့ဟာပေါ်မှာညီမဒီလိုနားလဲလိုက်တယ်ပေါ့နော်စစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်